ဒီနေ့ဘာလို့မှလဲဆိုရင်ဘောနော်ဘယ်လိုပြောမလဲဒီအကလေးအကြောင်းရှင်းပြပါမယ်ဖြစ်ပါတယ်ဗီဒီယိုမတင်တာလည်းတော်တော်ကြာနေတာဘောနော်ဘာဖြစ်လို့လဲဆိုတော့ပုံကြည့်ရတော့ဒီအကလေးအကြောင်းပြပြပါမယ်ဖြစ်ပါတယ်အကလေးအဆိုတော့အရင်တော့မကဘူးဘောနော်သူရတောင်းရပါလေဒီကတခါပြပြီးတော့ channel ဘောနော်Play Store ထဲဝင်ပြီးသွားရင်နော်ဗီဒီယိုအတဲ့ဆိုတဲ့ဝင်ပြီးသွားရင်အကူနည်းနည်းဆွဲလာရင်ဒီမဲ့တွေ့လားဒီအကလေးနော်နမေးပါတယ်ရနမေးပါတယ်နော်ဂိမ်းဆော့ရိုက်ပါတယ်ကြည့်လို့ရတယ်ဒါကဂိမ်းဆော့ရာတို့ဘာလို့လဲကြည့်လို့ရတစ်ချင်းနဲ့ဆိုလို့ရကဲဒါဆိုရင်တော့ share လို့ရတစ်ချင်းဆိုလို့ရတင်ကြရအောင်နော်အခုထောင်းလာဟောင်းရတဲ့ဝင်လိုက်ပေါ့နော်ဒါပေမဲ့စောက်တော့စောက်ရတယ်ပေါ့နော်မစောက်နိုင်လည်းလူတက်ကတော့စိုးဆက်ပေါ့နော်ကြာတော့ကြာတော့ကြည့်ကြာရွေးဟောရပြီကဲရပြီဆိုတော့อะไรนี้รู้แซ่บมากนะချင်းပင်တော့နည်းဟောပြတယ်ကတော့အဲ့ဒါဘာညာကတော့မရှိဘူးကဲထောင်းလေးကကြတော့စက်ချင်ဒါကကြတော့ချင်းဒီဆိုတာဘယ်အောင်ရင်ဒီဘောနော်ကျွန်မမလေးလာရတယ်တင်းတော့တပည့်ကျွန်မရဲ့ပတ်သက်ချင်ပြီးသွားရင်ဒါကပါတူပြီးသွားရင်ဒီလိုအားလုံးကိုပြမယ်အားလုံးပြကြရရှိမကြည့်ဒီမဲ့ဒါလေးတွေ့ရမလားအဲ့ဒါလေးကတင်လို့မျက်နှာပြင်ကိုပြတာပေါ်တော့ဗီဒီယိုရိုက်နေနေကဲဒါလေးတွေ့လားအားရကြတော့ဗီဒီယိုနဲ့ပုံနဲ့ပြလိုက်လိုက်တာဒါလေးကအခုကျမလုပ်နေနော်ဒါလေးကကျမအခုလုပ်နေတဲ့ဟာလေးကဲအဲ့ဆိုရင်ရပြီဆိုရင်ကဲထောင်းပြီးသွားပါပြီไปไม่รู้อ่ะလုပ်ပြီးသွားပြီဆိုတော့ဘေးနားမှာတော့နည်းနည်းဆူညံနေပါတော့သိခံပြီးတော့ကြည့်ပြီးကြပါအလုပ်ကိုကျေးဇူးတင်ပါတယ်တတ်